တက်မဝိတ်တွင်ဝင်ရောက်အောင်မလှုပ်ဆောင်နိုင်ခဲ့လို့ချန်ပီယံကပတ်လက်လွတ်လိုက်ရတဲ့ပြင်နဗီနဲ့ထိုးသက်တဲ့ပွဲမှာလည်းထပ်မံရှုံးနိုင်ခဲ့လို့မီးနှစ်ခါနာအဖြစ်မျိုးကြုံလိုက်ရတဲ့ Thai Fighter Super လက်ဂျပန်ဖိုက်တာကိုအနိုင်ယူပြပြီးအပိုစုကြီးပါသိမ့်ပိုက်ပြသွားတဲ့ Adrian Lee အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Top 5 MMA ကနေအားကစားသတင်းတွေတင်ဆက်ပေးနေပါတယ်ဒီကနေ့ဂျပန်နိုင်ငံမှာကျင်းပတဲ့1172ပြိုင်ပွဲကြီးထဲမှာလီမီသားစုကမျိုးဆက်သစ်လူငယ်ဖိုက်တာလေးတူဖြစ်တဲ့ Adrian Lee ရဲ့ပွဲစဉ်ပါဝင်နေပါတယ်။ Adrian Lee ကပြိုင်ဘက်ဂျပန်ဖိုက်တာနဲ့ Lightweight MMA ပွဲစဉ်ထိုးသက်ခဲ့တာပါ။ပွဲစတာနဲ့ Adrian Lee ကပြိုင်ဘက်ဂျပန်ဖိုက်တာကိုလှည့်ချပြီး63စက္ကန့်အတွင်းမှာချုပ်ကွက်နဲ့အနိုင်ယူပြသွားခဲ့တာပါ။ဒါကြောင့်ဒီပွဲစဉ်က1172ပြိုင်ပွဲကြီးရဲ့ပွဲအစောဆုံးဖြစ်နိုင်တဲ့ပွဲလို့တောင်ပြောရမှာပါအဆိုပါစွမ်းဆောင်ရည်ကြောင့်ဝမ်ချန်ပီယံရှိရဲ့ဥက္ကဋ္ဌချက်ထရီက Adrian Lee ကိုအပိုစုကြီးဒေါ်လာ9000ထိချီးမြှင့်ခဲ့ပါတယ်လီမီသားစုအတွက်တော့နောက်ထပ်အလားအလာရှိတဲ့လူငယ်မျိုးဆက်သစ်တယောက်ကိုပိုင်ဆိုင်ထားပြီလည်းဖြစ်ပါတယ်ပြည်သက်တွေစိတ်ဝင်စားစောင့်ကြည့်အားပေးခဲ့ကြတဲ့နဘေးနဲ့စူပါလက်တို့ရဲ့ဘန်နန်ဝိတ်မွေထိုင်းမကြေပွဲကတော့နဘေးအန်နာကစူပါလက်ကိုရှုံးကျွေးဆက်နိုင်ခဲ့တယ်လို့ဆိုရမှာပါစူပါလက်နဲ့နဘေးတို့ရဲ့ပွဲစဉ်ကိုဝမ်ချန်ပီယံရှစ်ဘက်ကမူလစီစဉ်ထားခဲ့တာကဘန်နန်ဝိတ်မွေထိုင်းချန်ပီယံကပတ်ပေါင်းစည်းပွဲဖြစ်ပါတယ်ဒါပေမဲ့အားလုံးသိတဲ့အတိုင်းစူပါလက်နေနဲ့တက်မတ်ဝိတ်တွင်ဝင်ရောက်အောင်လှုပ်ဆောင်နိုင်ခဲ့ခြင်းမရှိလို့ချန်ပီယံကပတ်ဆုံးရှုံးလိုက်ရပါတယ်ဒါအပြင်ထိုးကြီးတွေက30ရာခိုင်နှုန်းကိုလည်းနဘေးကိုခွဲပြီးပေးခဲ့ရပါတယ်ဖိုက်တာနှစ်ယောက်ကြားညှိထိုးတဲ့ပွဲကဘန်ဒန်ဝိတ်မွေထိုင်းရိုးပွဲစဉ်ဖြစ်သွားခဲ့တာပါဒါပေမဲ့နဘေးအနေနဲ့စူပါလက်ကိုရှုံးကျွေးဆက်ခွင့်ရသွားတယ်လို့ပဲဆိုရမှာပါတစ်ချိန်ကစူပါလက်နဲ့နဘေးတို့တွေ့ဆုံခဲ့စဉ်ကစူပါလက်ကနဘေးကိုအနိုင်ရထားခဲ့တာပါဒီတစ်ချိန်မှာတော့နဘေးကစူပါလက်ကိုကောင်းဆုံးထိုးသက်ပြသွားခဲ့ပြီးအနိုင်ယူပြသွားနိုင်ခဲ့တာပါပထမချီစားတာနဲ့စူပါလက်နဲ့နဘေးတို့ကတယောက်ကိုတယောက်ကဲခတ်နေပြီးထိမ့်ပြီးထိုးသက်သွားခဲ့ကြတာပါအဲ့တော့10မိနစ်ခွဲကြော်တာနဲ့ပွဲကပိုပြီးမြိုင်ဆိုင်လာခဲ့ပါတယ်စူပါလက်နေနဲ့နဘေးကိုအောက်ခြေကန်ချက်တွေနဲ့ဖြိုဖို့ကြိုးစားပေမဲ့ဒါကအလုံးမဖြစ်ခဲ့ဘူးလို့ပဲဆိုရမှာပါဒီတစ်ခေါက်ထိုးသက်တဲ့နဘေးကအရင်စူပါလက်ထိုးသက်တဲ့နဘေးမဟုတ်တော့တာတော့သိကြပါတယ်နဘေးကလုံးဝကိုတိုးတက်လာတဲ့ဖိုက်တာလို့ဆိုရမှာပါပထမချီမှာထိုးသက်သွားတဲ့ခြေကန်ချက်တွေဒုတောင်ရိုက်ချက်တွေနဲ့ဘဲညာလက်သီးတွဲလုံးတွေကစူပါလက်ကိုနော်တောင်းကြအောင်ထိကိုဖြစ်သွားစေခဲ့တာပါပထမအချီပွဲပြီးကနီးမှာစူပါလက်နေနဲ့နဘေးရဲ့ထိုးသက်မှုတွေကိုတောက်လျှောက်ဒရက်ဆက်ခံခဲ့ရတာပါပွဲချိန်ပြေးသွားလို့သာတက်တာရခဲ့တာပါပွဲချိန်နဲ့ငယ်သာဆက်ရခဲ့မယ်ဆိုရင်နဗီနေနဲ့စူပါလက်ကိုအလဲထိုးနဲ့နိုင်ရရှိသွားမှာလည်းဖြစ်ပါတယ်ဒုတိယချီနဲ့တတိယချီမှာလည်းနဗီနေနဲ့စူပါလက်ကိုအကောင်းဆုံးဖိအားပေးဆက်လက်ထိုးသွားနိုင်ခဲ့ပါတယ်အမြင့်ကန်ချက်တွေလက်သီးထိုးချက်တွေနဲ့ဒုတောင်ရိုက်ချက်တွေကစူပါလက်ကိုကောင်းကောင်းဖိအားပေးထားနိုင်ခဲ့တာပါစူပါလက်နေနဲ့ဒုတိယချီနဲ့တတိယချီမှာနဗီရဲ့အလဲထိုးခြင်းမခံရဖို့ကိုပဲဦးစားပေးကစားသွားခဲ့တာပါပွဲချိန်တွင်ဖြစ်မပေါ်ခဲ့လို့ဒိုင်းအဆုံးဖြတ်ခံယူရမှာတော့နဗီကပဲစူပါလက်ကိုပြက်ပြက်သားသားအနိုင်ရခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီဝိတ်တန်းမှာတော့နဗီကတကယ့်ကိုဆရာတဆူဖြစ်လာနိုင်ပါတယ်နဗီနေနဲ့သူ့ရဲ့အားသာချက်တွေကိုအကောင်းဆုံးအသုံးချပြီးပြိုင်ပွဲတွင်းမှာပြိုင်ဘက်တွေကိုအကောင်းဆုံးဖိအားပေးပြီးဆက်လက်ကစားသွားနိုင်မယ်ဆိုရင်တော့နောက်လာမယ့်ချန်ပီယံကပတ်ပေါင်းစည်းပွဲမှာလည်းဒီဝိတ်တန်းရဲ့ချန်ပီယံကပတ်ပိုင်ရှင်ကနဗီပဲဖြစ်လာမှာပါတကယ့်ကိုတိုးတက်မှုလျင်မြန်တဲ့ဖိုက်တာလိုပဲဆိုရမှာပါစူပါလက်ကိုအမှတ်နဲ့နိုင်ရရှိပြီးတဲ့နောက်နဗီအနေနဲ့ဝမ်းသာလို့ငိုနေခဲ့ပြီးသူ့အနေနဲ့စူပါလက်နဲ့ချန်ပီယံကပတ်ပေါင်းစည်းပွဲအတွက်အစွမ်းကုန်စူးစမ်းလာတယ်လို့လည်းပြောကြားထားခဲ့ပါတယ်ဒါကြောင့်မကြခင်မှာတော့ဝမ်ချန်ပီယံရှစ်ဘက်ကနဗီအတွက်ချန်ပီယံကပတ်စိန်ခေါ်ပွဲကြီးကိုပြန်လည်စီစဉ်ပေးလာအောင်မှာဖြစ်ပါကြောင်းသုံးသပ်ပြောကြားရင်းကျွန်တော်တို့ရဲ့စီစဉ်လေးကိုဒီနေရာမှာပဲရပ်နားလိုက်ပါရစေဗျာကြည့်ရှုနားဆင်ခဲ့တဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ